လူအုပ်ရေခင်းကြီးကိုလည်းရေခင်းဆိုတာထည့်ရေးလို့မရပါဘူးအဲ့ဒီမှာဆန္ဒပြတယ်ကြွေးကြော်တယ်ဆိုတာတွေလည်းရေးလို့မရပါဘူးအဲ့ဒီမှာထင်သာမြင်သာအောင်တွေးလို့ရအောင်ဘာလို့ရေးထားလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ဝိထုသဘောနဲ့ပြောရင်တော့မင်းသားနဲ့မင်းသမီးတွေ့တယ်ချစ်သူဘွားရောက်တယ်အဆင်ပြေသွားပြီအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကအခက်ဆိုတာရှိတယ်အခက်ခဲတွေတွေ့လာပြီအခက်ခဲတွေတွေ့လဲပြီးတော့မှကျွန်တော်တို့ climate ကိုတက်မယ်ဘာဖြစ်တယ်ဆိုတော့ဒါဝိထုသဘောပေါ့ဒီကြပြာမှာတော့ဘယ်လောက်ပဲရေးနိုင်လဲဆိုတော့အခုသူတို့နှစ်ယောက်ပြန်တွေ့တဲ့အချိန်မှာအေးကနေပြီးတော့တည်သွားပြီเนาะတည်သွားပြီဆိုပြီးတော့သူ့ကိုဒါတွေပြောတယ်ဆိုပြီးတော့ပြီးခဲ့တဲ့အပတ်တုန်းကကြပြာထဲမှာထည့်ရေးခဲ့တယ်အခုကြတော့ကြီးတဲ့နည်းနည်းတိုးလာတယ်တစ်လတစ်ခါဒါမှမဟုတ်နှစ်လတစ်ခါဟုတ်တဲ့သူ့အမေကနေပြီးတော့လူလွတ်လို့ပြီးတော့သူတို့အကြောင်းစုံစမ်းခိုင်းတယ်အဲ့ဒီထဲမှာလည်းပဲသူတို့မျိုးကသူတို့နေရလာတဲ့ကျောင်းသားတွေဟိုစပိုင်သဘောမျိုးနဲ့ထားပြီးတော့စောင့်ကြည့်စမ်းပြီးငါ့ကိုသတင်းပို့အဲ့လိုမျိုးတွေအသေးစိတ် checking လုပ်လာပြီးတော့သူတို့ကခါတိုင်းလိုအင်ရကံမှာသွားထိုင်နေတော့ထိုင်လို့မရတော့ဘူးဘူးသေးစောဆိုင်မှာနှစ်ယောက်တည်းထိုင်နေနိုင်ထိုင်လို့မရတော့ဘူးတစ်ပင်အောင်မှာနှစ်ယောက်တည်းနေလို့မရတော့ဘူးသူတို့အန်ဒီယာသူတို့ကြည့်ပြီးတော့သူတို့နဲ့သိတဲ့လူတွေ့မလားမတွေ့ဘူးလားအဲ့ဒီလိုရှောင်းနေရတဲ့အခက်အခဲနည်းနည်းပို့ပြီးတော့တင်းကျပ်လာတဲ့သဘောပေါ့နော်အဲ့ဒါလေးကိုဆက်နားထောင်ကြည့်ပါတလားတစ်ခေါက်နှစ်ခေါက်နှွဲ့အမေရောက်လာနှွဲ့အချိန်တွေကိုအကဲခတ်ထားတဲ့အဲ့ဒါမှချေမငြိမ်ရင်အိမ်ကိုပြန်ခေါ်သွားမယ်ဆိုပါလားစကားထဲမှာကြည်ကွဲရိတ်ရင်ခုန်စိတ်နဲ့ဖတ်ရင်းမြင်ဟိုးအရင်ကလို့မကြည်နူးဦးချစ်ဆိုင်ရဲ့တောက်မှာအတူထိုင်ငေးငံရင်ကျွမ်းမြိုက်ဟိုးတော့ငါလို့ချစ်သူဘွားကိုလွမ်းလိုက်တာနှွဲဒီမှာကျွန်တော်ဘာကိုထည့်ရေးလဲဆိုတော့လောင်းစီသူမင်းကြီးရဲ့ကြောက်စာမှာပါတဲ့စကားအဲ့ဒါကိုဒီနေရာမှာထဲဖို့ဆိုတာကသူ့အမေကိုဒီဇက်ကောင်ကသူဖတ်ဖူးတဲ့နွဲအမေကိုပြန်ပြောပြခြင်းတယ်ပေါ့အဲ့ကြောက်စာတွေကစကားတွေကိုသူဖတ်ဖူးမှာမဟုတ်ဘူးဆိုတာဟာလေးကျွန်တော်ထည့်ပြီးတော့ရေးထားပါတယ်နားထောင်ကြည့်ပါတန်တရာမြစ်ကမ်းတစ်ဖက်ကိုယ်တိုင်ကလက်ပစ်ကူးရင်မွန်းနစ်နေတဲ့သူတွေကိုလည်းကဲခြင်းတယ်ကိုယ်တိုင်နူးညံ့တဲ့နှလုံးသားနဲ့လူအားလုံးကိုလည်းနူးညံ့စေခြင်းတယ်ကိုယ်တိုင်ငြိမ်းချမ်းအောင်နှစ်သိမ့်နေလျက်စိုးရွံ့သွေးပြက်နေကြသူတွေကိုလည်းနှစ်သိမ့်ပေးခြင်းတယ်ကိုယ်တိုင်နှိုးချနေပြီးတခြားအိပ်ပျော်နေကြတဲ့သူတွေကိုလည်းနှိုးချအောင်လှုပ်နှိုးခြင်းတယ်ကိုယ်တိုင်အေးမြခြင်းပြီးအပူမီးမြိုက်နေသူတွေကိုလည်းအေးမြစေခြင်းတယ်ကိုယ်တိုင်လွတ်မြောက်လိုပြီးအနှောင်တဲရှိသူအလုံးကိုလည်းလွတ်မြောက်စေခြင်းတယ်အလောင်းစီသူကရွှေကူကြီးကြောက်စာမှာပါဠိဘာသာနဲ့အဲ့ဒီလိုရေးထိုးခဲ့တဲ့ကိုတဲ့အဲ့ဒါကိုဒီຫນွေကဒီကြောက်စာမှာဒီလိုသူစာထဲမှာသင်ရတယ်ဆိုပြီးတော့သူ့ပြန်ပြောပြတာအဲ့ဒါကိုညကဖတ်ရင်အမေစီကူပို့လိုက်ဖို့တောင်စဉ်းစားအလောင်းစီသူလိုစိတ်ကောင်းထားနိုင်ကြရင်ဘလောက်ကောင်းမလဲနော်ဒါတော့ပြောမယ်ဆိုလို့ရှိရင်ကိုပြောချင်တဲ့စကားကိုဇက်ကောင်ကိုစီးပြီးတော့ပြောခိုင်းလိုက်တာပေါ့နော်ဟိုသွားဒီသွားလမ်းမသလားနိုင်အရင်တော့လို့ဟိုဒီလျှောက်သွားလို့မရတော့ဘူးစကားထိုင်ဖွဲ့လမ်းတိုင်မှာလို့မှားထားတဲ့သူတွေရှိတဲ့နေရာကိုရှောင်လွတ်လပ်မှုကိုဘောင်ခတ်ຫນွဲအနေကျက်ပြီလားကြပြာသမားစာသမားဖြစ်လို့အပြစ်ပိုကြီးပိုပြီးတော့သဘောမတူနိုင်ပါဘူးတဲ့ကြပြာရေးကဘလောက်ရလို့ဘဝကိုထူထောင်အိမ်တဆောင်မီးတစ်ပြောင်ကိုဘယ်လိုထားမလဲစဉ်းစားပါဦးသမီးရဲ့တဲ့နှွဲ့စီကိုသူ့အမေရေးလိုက်တဲ့စာ
ရင်ထဲမှာအနာတွေကမာနကိုထိပါစေຫນွဲ့ကိုတော့သနာနေမိပြန်ပါရဲ့ဒီနေရာမှာ तू ကຫນွဲ့ကိုပြန်ပြောခြင်းပြင်မဲ့ तू ပြန်မပြောပြစ်လိုက်တဲ့အကြောင်းလေးအဲ့ဒီမှာစကားညှပ်ပြီးပြောချင်တာအတွေ့အကြုံတစ်ခုရလာပြီဆိုရင်အဲ့ရလာတဲ့အတွေ့အကြုံကိုရသစာပေမှာဘယ်နေရာမှာထည့်သုံးမလဲဆိုတော့ကိုယ့်ကိုဆုံးဖြတ်ပြီးတော့ဒါသုံးခွင့်ရရင်သုံးရပါတယ်ဒီနေရာမှာကျွန်တော်ဘာကိုသုံးလိုက်လဲဆိုတော့ကျွန်တော်တို့ရုပ်ရှင်ဇာတ်ကားကြီးတကားအတွက်အဲ့ location ရှာရင်ကနေပြီးတော့မြင်းကောင်းကောင်းနေရှိတယ်ဆိုလို့အဲ့ရိုက်ကွင်းမှာမြင်းနေထည့်ပြီးရိုက်ရမှာမြင်းကောင်းကောင်းနေရှိတယ်ဆိုလို့ကျွန်တော်တို့ကရက်ဆော့ဘတ်တူပေါ့နော်အဲ့မှာလာတက်ရှိတယ်လာတက်ရှိတဲ့နေရာကိုကျွန်တော်တို့လေ့လာဖို့ရောက်သွားပါတယ်ရောက်သွားတဲ့အချိန်လာတက်ထဲမှာအဲ့ဒီတာဝန်ရှိတဲ့ပုံကိုယ်တွေရှင်းပြဒါကိုပထမအဆုံးစကြားရတော့အင်တမ်းမှအံ့ဩစရာကောင်းပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလာတက်ကိုအဓိကဖြစ်စေတာမြဲကျွန်တော်တို့စာနဲ့ရင်းမြီးပေါ့နော်မြီးအဲ့ဒီမြီးတွေဟာကဘာပေါ်မှာလူတိုင်းကလက်ခံထားတာအင်မတန်အားတယ်အင်မတန်နှုံတယ်အဲ့မြီးတစ်ကောင်ရှေ့ကနေသွားလို့ရှိရင်နောက်ကမြီးတအုပ်ကလိုက်လာရှေ့ကမြဲကောင်းဆောင်ကကြောက်တဲ့ခုံချနောက်ကကောင်တွေကအကုန်လိုက်ခုံချဒါအကြမ်းမြင်ပေါ့နော်အဲ့လောက်ခေါင်းမရှိဘူးစဉ်းစားဉာဏ်မရှိတဲ့မြဲတယ်အဲ့ဒီမြဲမရှိရင်လာမရှိဘူးဘာဖြစ်လို့လဲဆိုတော့နော်အဲ့ဒီမြဲအထီးနဲ့မြဲအထီးနော်မြဲအထီးနဲ့မြင်းအမနဲ့နှကောင်ဆက်မှလားဆိုတော့ရတယ်အင်မတန်အားဥစားကောင်းတယ်မြဲချင်းအိမ်တော်ကြတာမဟုတ်ဘူးနော်လာချင်းအိမ်တော်ကြတာလည်းမဟုတ်ဘူးမြင်းအမနဲ့လားအဲ့ဒီမြဲအထီးနဲ့အိမ်တော်ကြတော့မှလားတွေကိုရတယ်အဲ့တော့မှလားတက်ဆိုတာကိုထူထောင်လို့ရတယ်အဲ့တော့မြဲတွေဘလောက်ပဲအသုံးကြမကြဒီစစ်ပွဲတိုင်းမှာအသုံးချလို့ရတဲ့လားတက်ဝင်ဖို့အလေးကြီးကိုထားနိုင်တဲ့လားတက်ခရီးရှိကိုနော်မညီတန်းသွားနိုင်လာနိုင်တဲ့တက်အဲ့ဒီလားတက်လားတကောင်ရဖို့အတွက်မြဲအထီးတကောင်မြဲတမ်းလို့တယ်အဲ့တော့ဒီထက်မှာကျွန်တော်ကကြပြဆရာဆိုတာဘာဖြစ်လို့လဲဘာလဲညာလဲပြောတော့သူ့မာနကိုထိလာပြီဆိုပြီးတော့အဲ့စကားလေးကိုကျွန်တော်ပြန်သုံးပါတယ်ငါတို့ကကြပြဆရာပဲလားတော်မှပဲသူ့ညံနဲ့သူအသုံးကြတယ်ဆိုတာလေးထည့်ပြီးရေးပါတယ်အားထောင်ကြည့်ပါຫນွယ်ကြဖို့မှာပေါ့ကွမြဲဆိုတဲ့တော်ဟာကဘာမှာအထူဆုံးအားဆုံးဘာမှအသုံးမဝင်လူနုံလူအဆိုရင်မြင်းနဲ့တင်စားစဉ်းစားဉာဏ်လုံးကင်းမဲ့ရှေ့ကသွားတဲ့မြဲကကြောက်ထဲကြတော့နောက်ကမြဲတွေလိုက်ခုန်ချတဲ့အဲ့ဒီလောက်အထိအားတဲ့တော်လားဆိုတာကြတော့ခဲစစ်ဘယ်ခရီးကိုဖြစ်စေတောင်တွေတောတွေကာစီးနေတဲ့ခရီးချမ်းဝင်ဘိုးကိုထမ်းလို့ပိုးဖို့ဟိုးရှေ့ကစအခုကာလအထိအသုံးဝင်စေစစ်ပွဲမှာတောင်လာတတ်တွေရှိအဓိကအခန်းကပါတဲ့ຫນွယ်အဲ့ဒီလားဆိုတဲ့မျိုးကမြင်းအမနဲ့မြဲအထိဆက်ပါမှလားဆိုတဲ့တော်ကိုရတယ်လေဘယ်လောက်အားတယ်ဆိုမြဲအဖို့မရှိရင်လားမရနိုင်အဲ့ဒီတော့သူ့နေရာနဲ့သူအသုံးကျပြန်มาရောຫນွယ်အရာတိုင်းမှာသူ့တန်မိုးနဲ့သူရှိပါတယ်ကွယ်ကြပြဆရာဆိုတာကမြဲမဟုတ်လားမဟုတ်အတထိုမြင်းတို့ရဲ့ဇက်ကိုချုပ်ချင်တဲ့မြင်းတီတော်လေလားတွေမြဲတွေအလုတ်နဲ့စံထိုးပြီးအဲ့ဒီလိုတန်ဖိုးတတ်မှတ်လို့တော့ဘယ်ဖြစ်ပါမလဲလို့နှွဲ့အမေကိုပြောပြပါဦးမာနတွေလိမ့်ကြံနှလုံးသားကိုမှန်ပြီးပြန်ထွက်အဲ့ဒီလိုခံစားချက်နဲ့စကလုံးသုံးပြီးတော့မှနှွဲ့ကိုအာနာနှွဲ့နားလဲပါတယ်ကိုရဲ့လူငယ်နဲ့လူကြီးတို့ရဲ့ပြိပက္ခမျိုးဆက်တွေရဲ့ကွာဟချက်
ဖြည့်ဆွဲလို့မရနိုင်တဲ့ကွက်လက်ကတော့ရှိမှာပေါ့နွယ်လူငယ်ဟာလူကြီးလို့မရင်ကျက်ပေမဲ့အလိုရမဲ့နဲတယ်လူကြီးလို့မတည်ငြိမ်ပေမဲ့အလိန်အကောက်နဲတယ်လူကြီးလို့အတွေးမမက်ပေမဲ့အတွေးမနဲ့ပေမဲ့တွက်လက်ရဲရင်တယ်ဓမ္မနဲ့အဓမ္မခွဲခြားအမှန်တရားကိုမျက်နှိုးရိုးသားပွင့်လင်းမှုကိုကိုးကွယ်ဘယ်လူငယ်ရဲ့ရင်ထဲမှာဖြစ်ဖြစ်လောကကိုချစ်တဲ့စိတ်တော့ရှိပါတယ်နွယ်အမေကလေလူကြီးလူငယ်တွေရဲ့အဲ့ဒီကွာဟာချက်ကိုမစင်စားတတ်ခစ်ကိုမျက်ခြေပြတ်သွားပြီထင်ပါရဲ့သူ့သမီးနွယ်ရေးတဲ့ကြပြတွေဖတ်သူ့သမီးစီမှာအနိကကျူရှင်အဲ့ဒါကျူရှင်ယူအဲ့ဒါမှအမြင်တွေကြည်လင်လာမှာလို့ရေစရာဖွဲ့တော့အဲ့ဒီလိုနှွဲကိုပြောရင်ရင်မောနေမိတာတော့အမှန်ပါနှွဲဒီလိုနဲ့လေကျောင်းသားတွေရဲ့အတန်စက်တနတ်တန်တွေနဲ့ရောထွေးပြည်သူတွေရဲ့သွေးမြေကြတဲ့ကာလຫນွေဦးရဲ့အစသင်းမြညင်းကိုနဲ့ຫນွေတို့ရဲ့ချစ်ချင်းကိုခွဲမဲ့မုံတိုင်းဖြစ်စီအဲ့မှာချစ်သူနှစ်ယောက်ကြားလေပြေလေညင်းဟာချစ်သူကိုခွဲမဲ့မုံတိုင်းဖြစ်သွားပြီလားတဲ့မျောလင့်ချင်းပန်းတို့ကိုခြွေတော့မယ်ဆိုတာຫນွေရောကိုရောမသိနိုင်ခဲ့အဲ့ဒီရေခင်ကြီးမားမားတစ်ခုဖြစ်လာတဲ့အကြောင်းရေးဖွဲ့ပါတယ်အဲ့ဒီရေခင်ကြီးဟာသူတို့ချစ်သူနှစ်ယောက်ဘဝကိုဝေးသွားရမယ်ဆိုတာသူတို့နှစ်ယောက်လုံးမသိနိုင်ခဲ့ပါဘူးတဲ့မျောလင့်ချင်းပန်းတွေကိုခြွေတော့မယ်ဆိုတာຫນွေရောကိုရောမတွေးနိုင်ခဲ့အဲ့ဒီလူအုပ်ရေခင်ကြီးကိုလည်းရေခင်ဆိုတာထည့်ရေးလို့မရပါဘူးအဲ့ဒီမှာဆန္ဒပြတယ်ကြွေးကြော်တယ်ဆိုတာတွေလည်းရေးလို့မရပါဘူးအဲ့ဒီမှာထင်သာမြင်သာအောင်တွေးလို့ရအောင်ဘာလို့ရေးထားလဲဆိုတော့ပင်လေကမ်းကတောင်မြင်ကိုလှိုင်းနေအလိမ့်လိုက်ဝင်တိုးတဲ့ပုံစံမျိုးနဲ့ရေးထားပါတယ်နားထောင်ကြည့်ပါတငိမ့်တောင်စီကိုလိမ့်လာတဲ့လှိုင်းမဟုတ်နဲ့အင်မတန်မှချစ်စရာကောင်းတဲ့လှိုင်းလုံးတွေမဟုတ်တော့ဘူးတဲ့မုတ်တုံနဲ့မုံတိုင်းပင်လေစင်အရိုင်းကိုမုံယိုစီကဘာတဲ့တောင်တွေကိုဝင်တိုးအဆွဲဖြူကြီးနဲ့ထိုးသွားတဲ့ဟန်တော်လေသံတောင်ပြိုသံပင်လေမီးတောင်မြုံကရှမ်းကြတဲ့ချော်ရည်တွေလားအားလုံးကိုဝါမျိုးသွားတော့မလို့လိုကြီးချစ်တဲ့လိုက်အော်တန်နေဟစ်တန်နေအဲ့ဒါကိုအဲ့ဒီလောက်ပဲရေးဖွဲ့လို့ရပါတယ်အဲ့ဒီလိုကြားထဲမှာသူတို့နှစ်ယောက်ပါသွားတယ်ဆိုတာလေးကိုတော့ဒီလိုရေးပါတယ်ຫນွေနဲ့ကိုလည်းပင်လယ်ထဲမှာရေတမုံမြုံနေရင်ထပ်ပောက်ကွဲတဲ့မီးတောင်ဝကချော်ရည်တစ်စက်အရက်ရှစ်မျက်နှာကိုလွင့်စင်မုံတန်းရဲ့သကောင်ရန်ညတွေမှာလေ